အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဂျပန်စာလေ့လာနေတဲ့ညီကောင်မောင်နှမတငယ်ချင်းအားလုံးကိုပြောချင်တာကဂျပန်ရောက်မှဂျပန်စာကိုလေ့လာမယ်ဆိုတဲ့အတွေးနဲ့မလာကြပါနဲ့ကိုမြန်မာနိုင်ငံမှာအချိန်ရတယ်အချိန်ပေးနိုင်တယ်ဆိုရင်ဂျပန်စာကိုလေ့လာနိုင်တလောက်ထိလေ့လာပြီးတော့လာခဲ့ပါလို့ပြောပြရသေးဘာဖြစ်လို့လဲဆိုတော့ဂျပန်နိုင်ငံရောက်ပြီဆိုရင်ကိုလောက်ကတဲ့လုပ်ငန်းခွင်ကိုမတည်သေးတဲ့ပတ်ဝန်းကျင်လေ့လာရမယ့်အရာတွေကအများကြီးရှိတဲ့အတွက်ကြောင့်ကိုယ့်အတွက်အချိန်ယူရတဲ့အပိုင်းတွေအများကြီးရှိတယ်ပေါ့စာကျက်လို့မရဘူးလားဆိုတော့လည်းမဟုတ်ပါဘူးကိုယူတတ်မယ်ဆိုတော့ရတယ်ဆိုပေမဲ့ဒီကြတော့တကယ်လောက်ကပြီးဆိုရင်နားနေချိန်နာတို့ကိုကို relax ပေးတဲ့အချိန်တွေကလိုချင်ကြတယ်လေအဲကြောင့်မလို့ကျွန်တော်တို့ကအချိန်ရတယ်ဆိုရင်ကိုညီမနိုင်ငံမှာပဲကိုပြီးတဲ့အထိကိုတက်နိုင်ဆုံးကိုစမ်းညာစမ်းအထိလေ့လာခဲ့နိုင်တာကအကောင့်စုပဲလို့ထင်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းမြန်မာနိုင်ငံမှာတော့ GMPT N2 အောင်တဲ့အထိကိုလေ့လာခဲ့ရပါတယ်လွယ်လွယ်ကူလေ့လာခဲ့ရတာတော့မဟုတ်ဘူးကိုမှဘယ်ရမဆိုလွယ်လွယ်ကူနဲ့ရတဲ့အရာဆိုတာမရှိပါဘူးကိုက30ဘိုးလောက်ပဲရင်းပြီးတော့100ဘိုးရဖို့အတွက်လည်းအများကြီးမျှော်လင့်လို့မရပါဘူးအကုန်လုံးကတန်ကြီးပဲပြန်ရတာဖြစ်တဲ့ကြောင့်ဂျပန်ရောက်တဲ့အချိန်မှာဘာတစ်ခုအဆင်ပြေလဲဆိုတော့ကိုကစကားပြောအရင်ကျွမ်းကျင်တဲ့အထူးမဟုတ်သေးဘူးဆိုပေမဲ့ဒီစကားလုံးတွေအသုံးနှုန်းတွေအသိနေတာဖြစ်တဲ့ကြောင့်ဘာမှမရသေးတဲ့လူအတွက်စာရင်ကိုယ့်အခွင့်အရေးတွေအများကြီးရတယ်လို့ပြန်လေ့လာမယ်ဆိုရင်လည်းအရင်မကက်ခဲတော့ပါဘူးလုပ်ငန်းခွင်မှာကျွန်တော်ဆိုရင်အခုဂျပန်နေနဲ့ပဲလို့ကလာမြန်မာလူမျိုးဆိုရင်ကိုတယောက်တည်းပဲရှိတဲ့အတွက်ကြောင့်ရှိန်းနေတာမျိုးဘာညာမရှိဘဲနဲ့အကောင်ဆုံးကိုယ့်ဘက်ကနေပြန်ပြီးတော့ response လုပ်နိုင်တဲ့အခြေအနေဖြစ်ခဲ့တယ်ဆိုတာကကိုယ်အတက်နိုင်ဆုံးလေ့လာခဲ့တဲ့အရာလေးတွေအကျိုးကျေးဇူးကြောင့်လို့ထင်ပါတယ်အဲ့ဒီအတွက်ကြောင့်အားလုံးပဲအချိန်ရတယ်ဆိုရင်ဂျပန်လာဖို့ယူရထားတယ်ဆိုရင်ပေါ့ပေါ့တေးသေးလေးမစင်စားကြပါပဲနဲ့ကိုတိုင်အတက်နိုင်ဆုံးအကောင်ဆုံးဖြစ်အောင်လုပ်လာခဲ့ပါကိုစူးစမ်းခဲ့တဲ့အရာတွေအချင်းကြီးတော့မရှိပါဘူးဒါပေမဲ့ဘယ်ရမဆိုလဲကိုမရအောင်ဆိုတော့မှတ်ထားသေးခြင်းတယ်ပေါ့ပြီးရင်ဂျပန်လာမယ်ဆိုရင်လုပ်ငန်းကိုလည်းတေချာရွေးချယ်လုပ်ကိုင်ပါဂျပန်ရောက်ရှင်ပြီးရောဆိုတဲ့အတွေ့မျိုးမဟုတ်ဘဲနဲ့တေချာအလုပ်နိုင်တဲ့ဟာမျိုးကိုရွေးချယ်တာအကောင်းဆုံးပါပဲဒီကြမှာအခက်အခဲရှိမယ်ဆိုရင်မကောင်းဘူးဒါပေမဲ့ခုနောက်ပိုင်းတော်တော်များများဂျပန်ရောက်တဲ့အခါမှာအခက်အခဲရှိလာတာကြာတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအကြောင်းလည်းပါမယ်လို့ထင်ပါတယ်တခါကျရင်ဆောက်လုပ်ရင်းနဲ့လာမယ်ဆိုရင်ပတ်စံရိုင်ပြီးရောဆောက်လုပ်ရေးလုပ်နိုင်တယ်ဆိုတဲ့အတွေးတွေနဲ့လာကြတယ်ဒီရက်တော့ပင်ပန်းပြီးပြန်ပြေးတဲ့လူတွေရှိပါတယ်အဲ့အတွက်ကြောင့်အချိန်တွေလည်းကုန်တယ်လို့အရင်နင့်နာမှုတွေရမ်းများပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကလည်းခုအလုပ်မှာအဆင်ပြေလားဆိုတော့အဆင်ပြေတယ်လို့တော့ပြောလို့ရတယ်လို့ဆိုတဲ့အချိန်ထိဒါပေမဲ့နောက်ပိုင်းရေချီကိုကြည့်ပြီးတော့ကိုဆက်လုပ်တင်မလုပ်တင်ဆုံးဖြတ်တဲ့အခါမှာလည်းအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ကိုရီးယားဓမ္မအပြောလာတာမဟုတ်ဘဲနဲ့ပတ်စံရဖို့အတွက်လာတာဖြစ်တဲ့အတွက်ကြောင့်ဒီကုမ္ပဏီရဲ့ရေရှည်အဆင်ပြေမှုမပြေမှုကိုယ့်ရဲ့စူးစမ်းမှုပေါ်မှာမူတည်သေးတဲ့အတွက်ကြောင့်အများကြီးကိုယ့်ဘက်ကစူးစမ်းဖို့လည်းလိုပါတယ်ပြီးတော့အလုပ်တစ်ခုအဆင်မပြေလို့ပြောင်းမယ်ဆိုရင်လည်းဂျပန်ပြည်တွင်းမှာဆိုအနည်းဆုံး GMPD N3T အောင်ထားရင်ပိုပြီးမြန်နေပန်းလှသလိုအခွင့်အရေးလည်းများပါတယ်ကျွန်တော်တို့လာတော့ဝါဗီစာနဲ့ဖြစ်တဲ့အကြောင်းN2T အောင်ထားရင်တော့အကောင်းဆုံးပဲပေါ့နော်စကားတန်အတင်ပြောတတ်တဲ့ N2T အောင်နေဆိုရင်တော့နောက်အလုပ်တစ်ခုပြောင်းဖို့အဆင်ပြေမယ်လို့ယူရပါတယ်တရားတိုင်းကကိုစူးစမ်းမှာဖြစ်တဲ့အတွက်ကြောင့်အချိန်မရှိဘူးဆိုတာလည်းပုံမှန်မူတည်တယ်လို့ထင်ပါတယ်